အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဗာဒီဟော light နေလား light နေလားဒီစားပြောင်းဖဲပါပြောမီတရီဖမ်းပြီးတော့ mystery ဖမ်းပြီးတော့ကျွန်တော် skill fat တွေ3မျိုးဖြစ်ပါတော့ဆိုကျွန်တော်အီအောင်ဟောဒီမှာကိုရိုးရမကောင်းဘူးတကယ်ပြောမြင်လားဘယ်လိုလာလဲလိုက်ဒါဇူတော့ဖုန်းနဲ့ဆိုတာမလို့ထင်တယ်ကောင်းပါလေကောင်းလေကောင်းပါလေကျွန်တော်အရင်ကအဲ့တော့မကောင်းပါဘူးအဲ့တော့မကောင်းတာမဟုတ်ဘူးလားအဲ့တော့မမိဘလော့တစ်ခုတည်းမမိတော့ဒီဖက်ဒီဘယ်လောက်ကြီးပြောင်းလဲဆိုရင်လက်နေဒီဖက်နေဆိုကြည့်ပါအောင်ဗျာကြည့်အောင်မဖမ်းနိုင်ဘူးကြည့်ဘူးမှာရတော့ကြည့်အောင်လက်ကိုရှင်းမှာပြီးတော့မင်းအော်လာအဲ့ဒါလေတော့အားသာချက်ကသူအော်ရာဖွင့်ပြီးတော့တုံးနေတဲ့စပယ်ကိုနှိပ်ထားလိုက်တော့အဲ့စပယ်ကဒီနေ့ဆိုင်ကြပါဆိုးပါဘူးဒီနေ့ကောင်းရနောက်ကအလုံးမကုန်ဘူးဟုတ်ပြီนี่ยังอะไรอยู่ฟ้าโอสกีที่ปุ่นไว้สกีไม่คุ้มဒီအောက်ဆုံးစကီးရလွယ်ပြီပဲဖြစ်ပါတယ်ဒါတော့ dash ဒီစကီးကတော့လူတိုင်းရောကြိုက်မှာဟာအိုးမမွေးရဒီကြဟိုဘက်ကဘာမှလုပ်မရဘူးဒီကိတော့လည်းမရဘူးလို့ဒီကျွန်တော်ကသွားလိုက်ပါဦးအားပြီးဝိုင်းဝစီရောထရလာအဲ့ကိုသွားလိုက်အေးကြပါကျွန်တော်ပြန်ပြတာလို့ပဲခဏကျနာပါဒီကျော်ရှိရောက်ရင်ဟိုလာဟိုရောက်တော့မှဖြစ်ပါလေတော့အေးရောက်လေကျွန်တော်ဖူးမရှိဘူးရင်တော့ကွန်ဘိုလေးဆိုင်ပြီးတော့နော်အဲ့ကိုကောင်းမလားမကောင်းလားသိကြမယ်အဲ့တော့ try နေတော့ကျွန်တော်ရဲ့မာတာရှိတယ်မသိဘူးနီကားတော်ရမရှိဘူးနော်အဲ့ဒီခဏကျွန်တော်လက်အဲ့ graphic ကိုတူးလောက်ပေးထားတော့ဖုံးလက်နေရတယ်ကြာ Android မှာဆိုဖြစ်တယ်သူကခက်ခဲတယ်ကျုံးနေနေတာကျွန်တော်ထည့်တယ်အမှန်တော့စကားပဲဒူ
မှန်နေရတယ်တော်ချက်ကွာဘူးမှာဖမ်းလို့ကောင်းတယ်ချစ်တယ်ကွာရောမှာ no damage အဲ့လိုလို့ဘာအီးလေး no damage တော့ပြပြကြမ်းနေโอ้ကောင်းသွားပြီဆောင်းကြမ်းလာပြီဟုတ်တယ်သူဒါကြအမလီဖြစ်တော့ဖြစ်ကုန်160မှာပွင့်မယ်စကီအဲ့ဒါကျွန်တော်ဖမ်းလိုက်နောက်တဲ့စကီတွေ့မှပြန်လာရင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်နောက်တဲ့စကီထပ်ထုတ်အေးစကီရတယ်ဘယ်လိုအဲ့ဒါဟိုပါဟိုအချောင်းကြီးနဲ့ပြစ်ချရမို့ပေါ့ဒူအဲ့ဒါဒီမိုက်အမိုက်ကျွန်တော်စကီထပ်ဖမ်းလိုက်အားလုံးပဲကျွန်တော်ပြန်လာပါပြီကျွန်တော်ဒီဒါလေးဒီကောင်တော့ဖမ်းသွားပြီနောက်ဒီဖမ်းပြတော့စကူမတော့ဆုံးတော့ကြီး